အချို့ခွဲစိတ်မှုတွေမှာဆိုလို့ရှိရင်တော့ခွဲစိတ်မှုတိုင်းကလည်းအဆင်ပြေနေတာမဟုတ်ဘူးအချို့ခွဲစိတ်မှုတွေမှာအဆင်ပြေတဲ့လူနာတွေရှိတယ်အဆင်မပြေလို့ကျွန်တော်ခွဲလိုက်လို့ကျွန်တော် result ကောင်းတဲ့လူနာတွေရှိတယ်ခွဲလိုက်လို့ result မကောင်းတဲ့လူနာတွေရှိတယ်ပေါ့နော်ကျွန်တော်များသောအားဖြင့်ခွဲစိတ်ပေးတာဘယ်လိုမျိုးခွဲစိတ်ပေးလဲဆိုလို့ရှိရင်အရှိတဲ့ခွဲစိတ်ပေးတာကဟာပါတော့လေဒါကျွန်တော်တို့ဒါဒီညာပုံစံလေးကြာကျွန်တော်တို့ဒါလိန်နံမဲ့ဆိုပါလို့ဗျာဒီအောက်ကကျွန်တော်ဒါကပ်ပိတ်ပဲဆိုပါလို့နော်ကပ်ပိတ်ပဲဆိုပါလို့အဲ့ဒီနေရာမှာကျွန်တော်များသောအားဖြင့်အဲ့ဒီမှာကျွန်တော်တို့များသောအားဖြင့်ကျွန်တော်တို့ဒီအရေးပြားလေးကအဲ့လို weapon လေးကအဲ့လိုကြာနေသတိကံပုံစံမျိုးတွေကရှိနေတယ်အဲ့ပုံစံလေးပေါ့အဲ့ဆောင်းပုံစံလေးအဲ့ပုံစံလေးကျွန်တော်တို့လုပ်ပေးတာကဒီအဲ့သတိကံပုံစံကြာနေတဲ့အရေးပြားလေးကျွန်တော်တို့ကဆွဲပြီးတော့ကျွန်တော်တို့ကဖြတ်လိုက်တာဒီတိုင်းကျွန်တော်တို့ဖြတ်လိုက်တာပေါ့လေဖြတ်ပြီးတော့ကျွန်တော်ဒီလိန်နဲ့ကပ်ပိတ်ကျွန်တော်မှာရှိတဲ့ရေးပဲကျွန်တော်ပြန်ချုပ်ပြလိုက်တာပေါ့အဲ့ဒီကဘယ်လို result တွေရရှိနိုင်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတမမှုရှိခင်မှာဆိုလို့ရှိရင်တော့လိန်နံကပုံမှန် site ပဲရှိနေမယ်ဒါပေမဲ့တမမှုဖြစ်လိုက်တဲ့အခါကျတော့ရှင်ရှေ့ကိုလိန်နံကဆွဲပြီးတော့ဆက်သွားတဲ့အခါအောက်ကကပ်ပိတ်ကအရေးပြားဆွဲပြီးတော့ဆုပ်ထားတာမှရှိတော့တဲ့အတွက်ကြောင့်ရှေ့ကိုပြီးဆက်ထွက်သွားနိုင်တယ်ပေါ့နော်အဲ့တော့အရင်တိတာရှေ့သွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့မြို့သားညီတော်မှာတမမှုဖြစ်လိုက်တဲ့အခါဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိန် site ကပုံမှန်ထက်ပိုပြီးရှေ့သွားနိုင်တယ်ပေါ့နော်ဒါကကျွန်တော်တို့အဖြစ်နိုင်ဆုံးနဲ့ကျွန်တော်တို့ဒါအထီးအလုံးလေးကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်လူနာတွေကိုကျွန်တော် false hope တွေကျွန်တော်တို့ပြုံးချက်အမှားတွေကျွန်တော်မပေးပါဘူးခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာထိုင်ရင်ပါကျွန်တော်ကတော့မျိုးသားကျမကြီးနဲ့ပတ်သက်ပြီးပြောပဲဖြစ်ဖြစ်ကျွန်တော်တို့အရေးပြားနဲ့ပိုးပွဲညီညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ကျွန်တော်ကုသမှုဆောင်ပြီးနေဆောင်ကြောက်ဖြစ်ပါတယ်ခင်ဗျာ